မင်္ဂလာပါတရိဒီအမျိုးတို့ရေမင်္ဂလာပါဗျာကျွန်တော်တို့ဒီတစ်ပတ်ပေါ့နော်တရက်9 လ2025ခု2025ခုအင်္ဂါနေ့မှာထွက်မဲ့3D ကဏ္ဍပေါ့နော်အင်္ဂါတိုင်းမှာထွက်မဲ့3D ကဏ္ဍအတွက်တော့ဒါကျွန်တော်ရဲ့စိတ်ကြိုက်ပေါ့နော်ကျွန်တော်ရဲ့စိတ်ကြိုက်ကဏ္ဍကတော့ကျွန်တော်ရဲ့စိတ်ကြိုက်ကဏ္ဍကတော့3-5ခွန်နော်ကျွန်တော်ရဲ့စိတ်ကြိုက်ကဏ္ဍပေါ့နော်အဲ့တော့3-5ခွန်အဲ့တော့အကြိုက်တူတဲ့ 3D ဝါသနာရှင်တွေယူထိုးလို့ရတယ်ပေါ့နော်ကြိုက်တူတဲ့ညီကိုမောင်နှမတွေ 3D ဝါသနာရှင်တွေယူထိုးလို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့စိတ်ကြိုက်ကဏ္ဍပေါ့နော်တကွက်ကောင်းပေါ့နော်အဲ့တကွက်ကောင်းကတော့3-5ခွန်ပေါ့နော်အဲ့တော့3-5ခွန်ကြိုက်ရင်ပေါ့နော်အကြိုက်တူရင်ပေါ့နော်ယူထိုးကြပါနော်အဲ့တော့ကံတရားပေါ့ပါရင်လည်းကံပေါ့မပါတော့လည်းကံပါပဲပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အကြိုက်ကဏ္ဍက3-5ခွန်အရန်ကဏ္ဍလည်းကျွန်တော်မှာ3ခွက်ရှိတယ်ပေါ့နော်အရန်ကဏ္ဍလည်း3ခွက်ရှိတယ်အရန်ကဏ္ဍကတော့မကြိုက်ရင်တော့မထိုးနိုင်ပေါ့နော်အဲ့တော့စိတ်ကြိုက်ကဏ္ဍ3-5ခွန်တော့ထိုးရင်တော့ထိုးကြပါတော့အရန်ကဏ္ဍကျွန်တော်မှာ3ခွက်ရှိရယ်3-4 နှစ်ပေါ့နော်3-4 နှစ်ရယ်3-4ခွန်ရယ်3-4 9ရယ်ဆိုပြီးတော့3ခွက်ရှိတယ်ပေါ့နော်နော်3-4 နှစ်က3-4ခွန်ရယ်3-4 9ရယ်ဆိုပြီးတော့အရန်ကဏ္ဍကလည်း3ခွက်ရှိတယ်ပေါ့နော်အဲ့တော့အကြိုက်တူတဲ့3D ဝါသနာရှင်တွေထိုးပေါ့နော်အကြိုက်မတူရင်လည်းမထိုးပါနဲ့ပေါ့နော်အဲ့တော့ကဏ္ဍတွေကတော့အများကြီးပဲသူ့ကြိုက်ကိုယ်ကြိုက်တော့မတူကြဘူးပေါ့နော်အဲကြောင့်မို့စိတ်ကြိုက်ကျွန်တော်ရဲ့စိတ်ကြိုက်ကဏ္ဍကတော့3-5ခွန်ပေါ့နော်အရန်ကဏ္ဍကလည်းဒါ3ခွက်ပေါ့နော်အဲ့တော့ 3D ဝါသနာရှင်တွေကြိုက်ရင်အကြိုက်တူရင်ပေါ့နော်ယူထိုးကြပါအကြိုက်မတူရင်လည်းမထိုးကြပါနဲ့ပေါ့နော်ကဲအားလုံးပဲဗျာဒီဘက်မှာပေါ့နော်တရက်9 လ2025ခုအင်္ဂါနေ့မှာထွက်မဲ့ 3D ကဏ္ဍအတွက်ပေါ့ဗျာအားလုံးပဲကံကောင်းကြပါစေဗျာအားလုံးပဲပေါက်ကြပါစေပေါ့နော်ဘယ်ကဏ္ဍပဲရရပါတော့ပေါက်ကဏ္ဍရကြပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်ပေါ့နော်ကဲအားလုံးပဲ3D ကဏ္ဍနဲ့ပတ်သက်ပြီးတော့အစအရရအဆင်ပြေကြပါစေဗျာ